မိတ်ဆွေဟာအခုချိန်ထိ stock ဈေးကွက်ဇယားတွေကိုတနေကုန်ကြည့်နေရတော့လားဒါမှမဟုတ်ကိုယ်တိုင်ရေးဆွဲတဲ့ကုတ်တွေကြောင့်စိတ်ရှုပ်ထွေးနေရတော့လားတကယ်တော့ဒီလိုမျိုးပင်ပန်းနေဖို့မလိုတော့ပါဘူးအရာရာကို AI ကပဲအကုန်လုပ်ပေးနိုင်တဲ့ခေတ်ကိုရောက်နေပါပြီရင်းနှီးမြှုပ်နှံမှုတွေကိုတောင် AI ကအလိုအလျောက်လှုပ်ဆောင်ပေးနိုင်မှာပါဒါဆိုဘယ်လိုလုပ်ရမလဲဆိုတာစက်ကြည့်ရအောင်ဒီနေ့မှာတော့မိတ်ဆွေရဲ့အယောင်းအဝယ်တွေကို AI ကူညီပေးနိုင်ဖို့နည်းလမ်းတစ်ခုကိုပြောပြပေးသွားမှာပါ AI agent တစ်ခုနဲ့ Mumu API skills တွေကို Open AI မှာပေါင်းစပ်အသုံးပြုခြင်းပါပဲဒီလိုလုပ်လိုက်တာနဲ့ AI ကမိတ်ဆွေကကိုယ်ပိုင်ကုန်ထွေရေးလက်ထောက်တူဖြစ်လာပါလိမ့်မယ်အရာအားလုံးကိုအလိုအယောက်ငေါက်ဆောင်ပေးတာမို့တော်တော်လေးလွယ်ကူယူရှင်ပါပဲပထမဆုံးအနေနဲ့မိတ်ဆွေရဲ့ကွန်ပျူတာမှာ AI agent တစ်ခုရှိနေဖို့လိုပါတယ်ဥပမာ OpenAI Chat, Cloud Code, Casa, Codex လိုမျိုးဘယ်အမျိုးအစားဖြစ်ဖြစ်ရပါတယ်ဒီတရုတ်ပြမှာတော့ Casa ကိုအသုံးပြုထားတာတွေ့ရပါတယ်ဒါဆိုရင်တက်ဆင်မှုလုပ်ငန်းစတင်ဖို့အဆင့်သင့်ဖြစ်သွားပါပြီနောက်အဆင့်ဘာဆက်လုပ်ရမလဲပထမဆုံး Momo Skills Hub ရဲ့ link ကိုဖွင့်ပြီး copy ကူးလိုက်ပါပြီးရင်အဲ့ဒီ link ကို AI agent ထဲထည့်ပြီး skill အားလုံးကိုတက်ဆင်ဖို့ညွှန်ကြားလိုက်ရုံပါပဲ AI agent ကအလိုအလျောက်စတင်အလုပ်လုပ်ပါလိမ့်မယ်တက်ဆင်နေရင်ပြဿနာတွေကြုံလာရင်တော့ AI ကိုပဲအကုန်လုံးဖြေရှင်းခိုင်းလိုက်ပါစိတ်ပူစရာမလိုပါဘူး scale တွေအားလုံးတက်ဆင်ပြီးသွားရင်တော့ open ဒီပွင့်လာပါလိမ့်မယ်ကိုယ့် account နဲ့ဝင်ရောက်လိုက်ပါတတိထားရမှာကတကယ်လို့စစ်မှန်တဲ့ယင်းနှီးမြှုပ်နှံမှုတွေလုပ်ချင်တယ်ဆိုရင် open ဒီရဲ့ညာဘက်အပေါ်ထောင်းက unlock trading ကိုနှိပ်ပြီးအသုံးပြုရမှာဖြစ်ပါတယ်ဒါဆိုရင် open ဒီကိုထပ်သွင်းပြီး login ဝင်ပြီးသွားပြီဆိုတော့ဘာတွေဆက်လုပ်နိုင်အောင်မလဲဒီစနစ်ရဲ့အခြေခံအသုံးပြုပုံကတော်တော်လေးရိုးရှင်းပါတယ် AI ကိုမိတ်ဆွေကြိုက်တဲ့ stock share ရဲ့အချိန်နဲ့တပြေးညီဈေးနှုန်းတွေမီးမြန်းနိုင်ပါတယ်ဒါမှမဟုတ်စက်ကူနဲ့ကုန်သွယ်မှု paper trade တွေကိုလည်းလှုပ်ဆောင်ခိုင်းနိုင်ပါတယ်တဏီကုံမျက်နှာပြင်ကိုကြည့်နေစရာမလိုတော့ပါဘူးဒါဆိုအခြေခံအသုံးပြုမှုတွေအပြင်ဘာတွေများပို့လှုပ်ဆောင်နိုင်အောင်မလဲ stock တစ်မျိုးချင်းစီကိုခွဲခြမ်းစိတ်ဖြာတာဈေးကွက်ရဲ့အခြေအနေကိုစစ်ဆေးတာနောက်ဆုံးရတဲ့အချက်လက်တွေစုဆောင်းတာစားတဲ့အသုံးပြုပုံတွေကတော့လွတ်လပ်စွာလှုပ်ဆောင်နိုင်ပါတယ်ဒါတွေအပြင်အစင်းမြင့်တဲ့အသုံးပြုမှုတွေလည်းရှိပါသေးတယ်ကိုသုံးချင်တဲ့ယင်းနှီးမြှုပ်နှံမှုနည်းဗျူဟာတွေကိုငွေအစစ်အမှန်မသုံးခင်ဘယ်လိုစမ်းသပ်နိုင်မလဲဥပမာအဖြစ်နီးဗျူဟာတွေကိုနောက်ပြန်စမ်းသပ်တာမျိုးလုပ်နိုင်ပါတယ်မိတ်ဆွေရဲ့ယင်းနှီးမြှုပ်နှံမှု idea တွေကို AI နဲ့ထည့်လိုက်ရုံပါပဲ AI ကပြီးခဲ့တဲ့နည်းငယ်အတွင်းဖြစ်ပေါ်ခဲ့တဲ့အမြတ်အစိုးနဲ့အရှုံးတွေကိုဇယားနဲ့မြင်သာအောင်ပြသပေးပါလိမ့်မယ်ဒီလိုလုပ်ခြင်းအဖြစ်အလုံးမဖြစ်တဲ့နီးဗျူဟာတွေကိုကြိုတင်သိရှိနိုင်ပြီးအောင်မြင်တဲ့ယင်းနှီးမြှုပ်နှံမှုဖြစ်လာစေဖို့အခွင့်အရေးကိုမြင့်တင်နိုင်ပါတယ်ယင်းနှီးမြှုပ်နှံမှုအစစ်မြင့်လက်သူတွေအတွက်ဆိုရဲကိုပိုင်အယောင်းဝယ် platform တစ်ခုကိုတောင်တည်ဆောက်နိုင်ပါသေးရဲ့အကောင့်စီမံခန့်ခွဲမှုကနေအလိုအလျောက်နီးဗျူဟာစီမံခန့်ခွဲမှုအထိအရာအားလုံးကိုကိုယ်တိုင်ထိန်းချုပ်နိုင်မှာပါဒါကထိရောက်တဲ့ပမာဏများစွာယင်းနှီးမြှုပ်နှံမှုကိုလွယ်ကူစွာလှုပ်ဆောင်နိုင်ဖို့ကူညီပေးပါလိမ့်မယ်နည်းပညာကြောင့်လူတိုင်းယင်းနှီးမြှုပ်နှံမှုလုပ်နိုင်လာပြီး AI ကြောင့်လည်းပမာဏများစွာယင်းနှီးမြှုပ်နှံခြင်းဟာလူတိုင်းနဲ့နှီးဆက်လာပါတယ်တကယ်လို့တက်စင်နေစဉ်မှာအခက်အခဲတွေရှိခဲ့ရင်ဒါမှမဟုတ်ဒီထက်ပိုကောင်းတဲ့ AI အသုံးပြုနည်းတွေကိုရှာတွေ့ခင်မယ်ဆိုရင်မှတ်ချက်တွေမှာမျှဝေပေးခဲ့ကြပါဒီလိုမျိုးအသိပညာတွေမျှဝေခြင်းဖြင့်ကျွန်တော်တို့အားလုံးရဲ့အရေးအသွေးကိုမြင့်တင်နိုင်မှာပါ